ဒီကောင်ကတော့တဘာဝတက်ငွေကိုအဆုံးမရှိထုတ်လွတ်နိုင်တဲ့စကင့်တကောင်ဘေးမှာရှိတာကတော့ပိုက်ရည်ကိုတန်ရှင်းစစ်ထုတ်ပေးနိုင်တဲ့ပင်လယ်တစ်ခွားသီးဒါပေမဲ့အဲ့စရာအကောင်းဆုံးကသူတို့ရှေ့မှာရှိနေတဲ့နေအောင်စွမ်းအင်တုံးလိတ်ကြီးပဲဒီလိတ်ကဒီနေ့လုံးနေအောင်ကိုအခွန်ကနေစုပ်ယူပြီးစွမ်းအင်တို့လောင်ထားတဲ့ညရောက်လာတာနဲ့ကြိုးကြီးတစ်ချောင်းချိတ်လိုက်ရုံနဲ့အိမ်တစ်လုံးလုံးကိုမီးပေးနိုင်တဲ့အထိစွမ်းအားကြီးတဲ့စွမ်းအင်ကုန်သွားတဲ့အချိန်မှာတော့လက်ရဲ့အပြင်ခွန်လွာကအလိုလျောက်ကွာကျလာပြီးအဲ့ဒီကွာကျလာတဲ့အခုမြင်ကပဲတိုကိုနဲ့ကာမဆုတို့ရှာဖွေနေတဲ့စွမ်းအင်ကြွေတာပင်လယ်ရင်ကြီးဆိုတဲ့အလွန်ရှားပါးပစ္စည်းဖြစ်နေတယ်ဒါပေမဲ့ပြဿနာကမိုးကဆက်တက်ရွာနေတော့လက်ရဲ့အားတို့လောင်မှုကအရန်နေနေပြီးပင်လယ်ရင်ကြီးအလုံလောက်ရဖို့တိုကိုကလက်ကိုကိုယ်တိုင်အားသွင်းပေးရတော့မယ်သူကဝယ်ရချက်ကိုကောက်ယူပြီးအားကုန်လက်ဆက်လက်တယ်လို့လှည့်ပေးတဲ့ခဏအတွင်းမှာပဲလက်ရဲ့စွမ်းအင်ကပြန်ပြေးလာပြီးလက်ကလည်းဝမ်းတာလုံးလို့တောက်ပနေတဲ့အလင်းရောင်ကြီးနဲ့လင်းထိန်သွားတဲ့လက်ကတော့အားပြည့်ဖြစ်သွားပြီးဒါပေမဲ့တိုကိုကတော့မောဟိုက်ပြီးအသက်ရှူတောင်ခတ်နေပြီးအနားယူဖို့အောင်မရခင်မှာပဲရွာသားအုပ်ကြီးကသူ့စီကိုပြေးလာကြတယ်လူတိုင်းကကိုနေအောင်လက်ကိုစီဆွဲလာပြီးတိုကိုကိုအားသွင်းပေးဖို့တောင်းဆိုကြတာတိုကိုကတော့စကားတော်မထွက်နိုင်လောက်အောင်ကြောင်သွားတဲ့ကံကောင်းတာကသူ့ရဲ့အားခံနိုင်စွမ်းကဒါမှမဟုတ်ဘူးသူကအားကုန်ခံပြီးရွာသားတွေရဲ့လက်အားလုံးကိုတကောင်မကျန်အားပြည့်အောင်တွင်းပေးလိုက်တယ်အဲ့ဒီရလက်ကြောင့်တရွာလုံးဟာညမအိတ်တဲ့မြို့ကြီးလိုမိအောင်တွေနဲ့ထိလင်းသွားတယ်နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ပဲလေရင်ကြီးတွေကိုအလုံးလောက်ကျော်လုံးပြီးရရှိသွားတဲ့အဲ့ဒီနောက်မှာတော့ဘီလီယံတန်မိုးရှိတဲ့ BGOR5 ကိုဖမ်းယူကြတဲ့ဆူရှီအတွက်လိုအပ်တဲ့ဆန်ရှာလကကြီးကိုယူဖို့စိတ်ပင်လဲကိုသွားကြပြီးနောက်ဆုံးမှာတော့အနံ့ကြောင့်တတိလက်နိုင်တဲ့အထိပြင်းထန်တဲ့နျူကလ িয়ার ဒူးရင်ကိုတည်လာကြတယ်အဲ့ဒီဒူးရင်ရဲ့အနံ့ကရေမွေးလိုပဲမွေးသွားမဲ့အထိပြင်းတဲ့ပါဝင်ပစ္စည်းအလုံးစုံသွားတဲ့အချိန်မှာတော့မန်ချီကဖော်ဂျွန်နယ်လင်းဆူရှီကိုဆလုတ်တော့တယ်အဲ့ဒီအချိန်မှာပဲရွာသားတွေကမီတာ100ရှိပြီး50မီတာကျဲတဲ့ဖြစ်အတောက်ဖို့ကြီးကိုတဲလာကြတယ်မန်ချီကကိုလေးချိန်ထက်တစ်ဆက်ဆလောက်လေးတဲ့ငါးတုံးကြီးကိုမြောက်ပြီးအလဲတဲ့တဲ့ကိုပစ်ချလိုက်တယ်ပြီးတော့ကောင်းကင်ထဲခုန်တက်ပြီးကိုလေးချိန်ပြည့်နဲ့ငါးဘော်ကိုပြုတ်ချသွားတယ်အဲ့ဒီနောက်ငါးကိုဆွဲယူပြီးအားပြင်းပြင်းပစ်ချတယ်ငါးကဘာဖြစ်သွားမှန်းတောင်မသိခင်မှာပဲသူ့ရဲ့ချွေးဆိုနေတဲ့လက်မောင်းအောင်နဲ့ဆက်တိုက်ထိုးနှက်တော့တယ်ထိုးလိုက်တိုင်းငါးကပိုပြီးနူးညံ့လာတယ်ပိုပြီးတန်ရှင်းလာတယ်အရေးသွေးကလည်းအကောင်းဆုံးဖြစ်လာတယ်အဲ့ဒီနည်းတူနယူကလီယာနဲ့ပြီးချေEOR5 ကိုပါရောဆက်ပြင်ဆင်တဲ့နောက်ဆုံးမှာတော့ပင်လယ်ရင်ကြီးကိုတကိုယ်လုံးနှိပ်ပြီးအပြီးတက်လိုက်တဲ့ချက်ပြုတ်မှုကနေထွက်ကနေနေဝင်ထိညနေပိုင်းထိမရက်မနာဆက်သွားတဲ့3ရက်တိုင်အောင်မနာပဲလုပ်ပြီးနောက်ဆုံးအားလုံးကုန်ခန်းသွားတဲ့အချိန်မှာတော့ဖော်ကျွန်းတယ်လင်းဆူရှီကြီးဟာနောက်ဆုံးပြီးစီးသွားတယ်အဲ့ဒီဆူရှီအကြီးကြီးကတိုင်တိုင်လိုကောင်းကင်ထဲကိုထိုးတက်သွားပြီးမိုးတိမ်တွေကိုတောင်ဖောက်ထွက်သွားတဲ့တိုကိုကဂမတ်ချောင်းကိုရှာတွေ့ကျင်တယ်လို့ဆူတောင်းလိုက်တဲ့အချိန်မှာဆူရှီကြီးကဆက်တင်လောက်ခါလာတယ်ပြီးတော့အားပြင်းပြင်းနဲ့လဲကျသွားတယ်အခုတော့တိုကိုနဲ့ကာမဆုတို့လောက်ရမှာတခုပဲကျန်တော့တယ်အဲ့ဒီဆူရှီကိုတစ်ဆက်မကြံစားပြီးသွားတာနဲ့တနာရီတဲကဂမတ်ချောင်းကြီးကနောက်ဆုံးမှာပေါ်လာတော့မယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆို like နဲ့ follow ပေးပါဦး